မင်္ဂလာပါရှင်ကျမတို့ရဲ့မိုးလေဝသခန့်မှန်းချက်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2026ခုနှစ်ဧပြီလ20ရက်နေ့တနင်္လာနေ့ပဲဖြစ်ပါတယ်အခုတင်ဆက်ပေးမှာကတော့မိုးလေဝသနဲ့ဇလက်ပေးတဲ့ညွှန်ကြားမှုဦးစီးဌာနကညနေ9:00နာရီအချိန်မှာထုတ်ပြန်လိုက်တဲ့နောက်ဆုံးရာသီဥတုအခြေအနေတွေပဲဖြစ်ပါတယ်ကဲဒီနေ့ညနဲ့မနက်ဖြန်အတွက်ဘယ်လိုထူးခြားမှုတွေရှိမလဲဆိုတာအထူးတူနားဆင်ကြည့်လိုက်ရအောင်ရှင်အရင်ဆုံးမိုးရွာနိုင်ခြေရှိတဲ့အခြေအနေတွေကိုကြည့်ရအောင်ပါမနက်ဖြန်မွန်းတဲ့အချိန်အထိခံမှန်းချက်အရရန်ကုန်တိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာတိမ်အထင်ဖီထွန်းနိုင်ပါတယ်။ဒါပေမဲ့မန္တလေးရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းစကိုင်းတိုင်းအောက်ပိုင်းမကွေးတိုင်းနဲ့မွန်ပြည်နယ်တို့မှာတော့နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်တာမို့အပြင်သွားမဲ့သူတွေထီလီတော့ဆောင်သွားဖို့လိုမယ်နော်။ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာတော့တိမ်အနှဲငယ်ထစ်ထွန်းနေမှာပဲဖြစ်ပါတယ်။အပူချိန်နဲ့ပတ်သက်လို့ပြောရရင်တော့မန္တလေးနဲ့နေပြည်တော်မှာအမြင့်ဆုံးအပူချိန်က40ဒီဂရီစင်တီဂရိတ်အထိရှိနေပြီးရန်ကုန်မှာတော့38ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပါတယ်။အခုလိုအပူချိန်ပြင်းတဲ့ကာလမှာမိုးတိမ်တောင်တွေဖြစ်ထွန်းနိုင်ခြေရှိနေပါတယ်။မန္တလေး၊ပဲခူး၊မကွေး၊စကိုင်း၊အေရဝတီ၊တနင်္သာရီတိုင်း၊ကချင်၊ကယား၊ကရင်၊ရှမ်း၊ချင်း၊မွန်ရခိုင်ပြည်နယ်တို့မှာမိုးတိမ်တောင်တွေဖြစ်ပေါ်နိုင်ပြီးအဲ့ဒီဒေသတွေမှာမိုးရွာတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးကြိုးပစ်တာလျှက်စီးလက်တာနဲ့မိုးထီးကြွေတာမျိုးတွေဖြစ်နိုင်လို့အထူးပဲသတိပြုကြဖို့တိုက်တွန်းပါရစေရှင်ပင်လယ်ပင်ခရီးသွားလာမဲ့မိဘပြည်သူတွေအတွက်ကတော့မြမကန်ယိုတန်းတလျှောက်နဲ့ကမ်းလွန်ပင်လယ်ပင်တို့မှာလိုင်းအတန့်ပဲရှိမှာပါလိုင်းအမြင့်ကတော့4ပေကနေ6ပေကြားမှာပဲရှိနိုင်တာမို့ပုံမှန်အတိုင်းသွားလာနိုင်မှာဖြစ်ပါတယ်ရှင်ဘင်္ဂလားပင်လယ်အော်မှာတော့တိမ်အနှဲငယ်ကနေတိမ်အတင့်ဖြစ်ထွန်းနေမှာပါဖြစ်ပါတယ်။ကဲအခုတင်ဆက်ပေးခဲ့တာကတော့ဒီနေ့အတွက်မိုးလေဝသသတင်းလေးပဲဖြစ်ပါတယ်။မိုးလေဝသနဲ့ပတ်သက်တဲ့ထူးခြားတဲ့သတင်းတွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်ဖို့အတွက်ကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်။နားဆင်ပေးခဲ့ကြတဲ့ကြောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ရှင်။အားလုံးပဲတာယာချမ်းမြေ့တဲ့ညလေးဖြစ်ပါစေ။